ဒီနေ့မှာတော့ပါဝေးခရိုင်နီတော့ရဲ့မှာနေထိုင်နေကြတဲ့ထိုင်းရောက်မြန်မာတွေအတွက်ငွေကြေးကူညီလိုအပ်ပါကစင်ပိတာပါဝေးရုံမှာနှွေးထွေးစွာလက်ကမ်းကြိုဆိုနေပါတယ်ရှင်။ရုံရဲ့ဒီနေရာကတော့အွန်နိုလမ်းမကြီးနဲ့ရဲပါဝေးလမ်းလေးကွာစုံနဲ့ချက်လင်ဖရက်ကီရဲ့လမ်းမကြီးပေါ်မှာတည်ရှိတာပဲဖြစ်ပါတယ်ရှင်။ရုံရဲ့တစ်ဖက်ခြမ်းမှာဆိုရင်လိုတက်နဲ့စီဂျင်မောရှိပါတယ်ရှင်။ဒီလထဲမှာတော့ပါဝေးရုံမှာပဲရနိုင်မယ်အထူးစီစဉ်တစ်ခုရှိတယ်နော်။အဲ့ဒါကတော့ချင်းငွေရှောက်ဖို့တဲ့သူတွေကမိမိရဲ့တငယ်ချင်းကိုချင်းငွေရှောက်ဖို့ဖိတ်ခေါ်လာပြီးရဆိုရင်စံအိတ်လက်ဆောင်ပေးတော့မှာဖြစ်ပါတယ်။တယောက်ကိုခေါ်လိုက်တဲ့အိတ်10ယောက်ခေါ်လိုက်10အိတ်တောင်ရမှာနော်။ကဲကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးဖို့အတွက်စင်ပိတန်ပါဝေးရုံကစောင့်ကြိုနေတယ်နော်။ရုံရဲ့တင်နေရာကိုသိပြီဆိုတော့အခုပဲလာလေလိုက်တော့နော်။